ဥပကုတ်ဘာလုံးနေတုံးဆိုတော့သမုဒ္ဒရာထဲသွားဆောင်နေတယ်ဘာဆောင်တာတော့ဆိုသာသနာတဲ့ယောကိုမြန်မာနိုင်ငံသာသနာကွယ်လူလူဖြစ်နေပြီအဲ့ဒီဥပကုတ်ပဲကြွနေတယ်ရှင်းသလားသမုဒ္ဒရာထဲသွားငါးဖမ်းယုံရှိတာပေါ့ဗျကျင်သလားအဲ့တော့ရှင်ဥပကုတ်ကဘာလဲဆိုတော့ယဟန္တာနဲ့ယဟန္တာနေတာပြီးဆွန်းစားတယ်ယဟန္တာဆိုတာအိန္ဒြေသံပတ္တိနဲ့အမတန်ပြည့်စုံသူ့ဇက်ကြီးရဲ့စောင်းလုံးပါဟမ်ရှင်းသလားတပိတ်တဲ့လက်နိုင်ပြီးနေတာဆွန်းစားတယ်ဆိုကြတဲ့ဒါသူဝိနည်းကိုလေးစားတာလားမလေးစားတာလားယဟန္တာဆိုရင်ဝိနည်းကိုအသက်နဲ့ထပ်တူလေးစားတယ်ဆွန်းတလုံးအတွက်နဲ့တော့နေမသားပါဘူးခင်ဗျရှင်းသလားယုတ်တိကြအောင်စဉ်းစားအဲ့ဒါဘိုးဘိုးအောင်ဘုံမင်းကောင်ဒဲအိုးမယ်ပြောတော့ဟိုရင်နှံကြောင်းမယ်လာလျှောက်ရှင်ဖျားတယ်အဲ့ဒါမလွန်လုံးဘူးလားလူသေးတယ်ဟာသူတို့ကတရဏဂုံစောက်တည်ရင်းနဲ့ဟုတ်ပါဘူးဗါတဲ့ဂုံတော်ပွားရင်သေးတာလေမင်းဘယ်သူပြောလဲဟမ်တော့ပါနော်ခုမင်းသိင်္ခါကြီးလေဖြတ်နေတယ်ရှင်းလားဓာတ်လူနဲ့ရေရချေဘယ်လိုဓာတ်စာစအောင်မယ်စာရဲဖာတော့ဟုတ်ပဲခုလေဖြတ်ပြီဆိုသူဓာတ်စာတွေပဲရောက်ကုန်ခြေလေးရေရရှင်းလားသူဟာသူတော့မကယ်နိုင်ဘူးတိုက်ဆိုင်မှုမိမိရဲ့ကံကောင်းလို့ကိုယ်အပြောလေးတိုက်ဆိုင်နေတာကိုအဟုတ်ထင်တယ်အကြောင်းမှန်မဟုတ်ဘူးတဲ့ရှင်းသလားဥပိ္ပစေတကကံနဲ့သက်တမ်းစေအောင်မနေရတဲ့သီလကုံနဲ့မပြည့်စုံတဲ့ကောင်းတွေမှအကုန်ကိုးကွယ်ထားတာအယက်သမားမှာသေးတယ်ကိုကြီးကျော်နော်အာချမ်းရှာချမ်းနဲ့အမေချမ်းဟမ်သူတို့ဟာကောင်းတာတခုမှလည်းမသိဘူးစံတင်စရာကိုတခုမှမပါဘူးသူတို့39မင်းဟိုငယ်ကောင်မလေးတစ်ကောင်ရှိပါသေးတယ်ဟဲ့သူမင်္ဂလာလည်းမစွန်လို့စောင့်နေတာမန္တလေးဘယ်တော့ကြီးမလဲလို့ကိုကလုံးပန်းတာမရဘူးမန္တလေးစောင့်ရုံရှိတာပဲသူကလည်းအပြိုးကုန်ဖြစ်နိုင်မှုခုချိန်အဲ့နတ်ကြောကသူစီးပွားရေးဈေးကွက်အဆင်ပြေအောင်လို့ရတာကျမ်းမာရေးမကောင်းဘူးဟာဘယ်ကောင်းမှာတော့ရိုးရာမေ့နေတာသူကလို့တော့အဲ့ဒါဒီအိမ်ကိုကြီးကျော်ဆိုင်ထားရင်ဟိုဘက်အိမ်ကျမန္တလေးဆိုင်ရမယ်သူကဒါလေးတွေအကွက်ချထားတာရှင်းသလားအိမ်တွင်းမတင်လို့ဆိုတင်တော့ပျောက်သလားဆိုတော့ဆေးကမ်းပြေးရတာပဲရှင်းသလားကိုကြောကိုကျေပွဲစီးပွားရေးရှာနဖူးအချိုချိန်မှကြောင်ရှာမောပန်းပြီးလှုပ်လာပြီးတော့မှစီးပွားဖြစ်လာတာတခြားမဟုတ်ဘူးဒါအဖေကြီးမှတာဟမ်တဆုပ်ကျဲလို့တလဲဝင်အောင်မယ်အဲ့ဒါဒါနနဲ့ပတ်သက်တဲ့ကထာတွေခူးချထားတာတော့မိတ္တူတွေကူးထားတာအများကြီးပဲရှင်းသလားအိမ်တွင်းချုံမအမဲပြောတော့အိမ်တွင်းချိန်မှလုံနေတဲ့ညနေဆောင်ရင်သူတော့သွားကပေးနော်သူချုံမလုံတယ်လည်းပြောသေးကိုကကြီးသွားချုံပေးနေရှင်းသလားအိမ်တွင်းရှိရင်မီးမလောင်ဘူးတဲ့ဆိုတော့အဲ့အိမ်တွင်းကဘယ်လိုသိထားတာမီးလောင်သိထားတဲ့လူကိုမီးခွင်းအောင်ဆိုတော့မီးလောင်သူအရင်ဆုံးပြေးမှာ तू မလောင်တာခင်ဗျားတို့ကတော့လောင်မှာဘိုးတော်မသလိုပဲပေါ့ဗျာဟမ်ခင်ဗျားတို့စာဆိုရှိပါတယ်ဝိဇာမမြည်စိတ်သားချအတီးအမဲဟမ်ဒါဆိုတော်တော်လေးကိုအမဲအားပါရပါတဲ့ဘာမှမှာတဲ့ဝိဇာမမှာဟုတ်တယ်ခင်ဗျားတို့အိမ်ကရှိတဲ့ဟာတွေလာမကျင်သလားဟမ်ခင်ဗျားတို့ तू ကမလာလားရှိတာမသွားလားဘယ်ဝိဇ္ဇာသွားကြည့်ဒါပဲသူမမလို့လာကျုပ်တို့သင်ပေးကြတဲ့ဆရာဘာလို့ဆိုတော့အများကယ်ဆယ်ရေးဆိုသူမင်္ဂလာဝါသနာပါအဲ့တော့အဲ့ကယ်ဆယ်ရေးလုပ်ငန်းကိုလုပ်ချင်တယ်အဲ့ဒီထဲဝင်တယ်ဝင်ပြီးတော့ကွင်းစင်းလေးလာမယ်ဆိုရက်ွက်တရက်ွက်သွားတော့တို့ကတော့ကြည်တာပေါ့ကယ်မဲ့လူဆိုတော့ဆင်းရဲဆုံးအိမ်ကြီးဆရာသင်ပေးလိုက်တဲ့အတိုင်းဘာညွန့်ထိုးဘာရည်တော့ဘယ်နေ့ကိုဘယ်လိုစကားပြောအမဲခတ်တီနဲ့ချနေကြနောက်ကဆရာလိုက်လာဟဲ့မင်းဘယ်အိမ်တို့ဒီအိမ်ဟောဘာမှမရှိတဲ့အိမ်သွားပြီမင်းမဟုတ်တော့ဟုတ်ပြီဆရာပဲကဲဆိုဟမ်ကဲဆိုမရှိတဲ့လူရှိအောင်လုပ်ပေးမှကဲတာပေါ့အားရကုန်ဟိုတိုက်ပေါ်တဲ့ဒီကြတဲ့မင်းဟာမဟုတ်ဘူးရှင်းသလားအဲ့ဒါကြောင့်ဝိဇာမှမြည်စိတ်သားချာတီမပူနဲ့ကုံတော့မှာရှင်းရလားဒါလိုတယ်ဘာတော့ဘယ်အောင်တော့ကမှာအဲ့ဒီပြင်းနေတဲ့တိရစ္ဆာန်တွေအကုန်အုံနောက်ပါတယ်
ဉာဏ်ဆိုတာဘာခေါ်လဲအကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ကိုပိုင်းခြားသိတာဉာဏ်မုတ်ဆိုးတစ်သက်တောင်ရတကွက်တောင်ရတကွက်မိရှို့တဲ့အကုသိုလ်ဟာမုတ်ဆိုးတစ်သက်လုံးလုပ်တဲ့အကုသိုလ်တဲ့ပို့ပါတယ်တဲ့မုတ်ဆိုးတစ်သက်လုံးတတ်တာဟာတောင်ရတကွက်ရှို့တော့မတတ်နိုင်ဘူးရှင်းတယ်နော်တောင်ရတကွက်ရှို့တဲ့အကုသိုလ်ထက်ကိုတပင်တဲ့တမနဲ့တပင်တညကြည့်တဲ့အကုသိုလ်ကပို့ပြီးတော့များတယ်ရှင်းလားတောင်ရတကွက်ကသူကသေစီလိုတဲ့စိတ်နဲ့ရှို့တာလားအမိုက်ရှင်းအောင်ရှို့တာဟိုမှာကျတော့ပွဲစကြည့်ပြီးဆိုကြတဲ့ကရင်ယာဂတွေဒေါသတွေမောဟမနဲ့လင်းပြီဆိုငိုခြင်းကချလိုက်သေးတယ် good morning ဖြစ်ရမှာ bad morning ဖြစ်ဟမ်မင်္ဂလာရှိသောနတ်နဲ့ခင်းပါဆိုတော့မှငိုခြင်းချနေတာမပြီးနိုင်အောက်ကလည်းမျက်ရည်လေးနဲ့ကောင်းလိုက်တာငိုခြင်းလေဟမ်တော့ကပရိတွေဝါတွေနဲ့ပဲဏီကုန်းမချုပ်အောင်လားကုသိုလ်တွေလားအကုသိုလ်တွေလားတညာလုံးအဲ့ဒါဇက်ကတဲ့လူကလည်းကဲသူ့ကိုမကြက်အောင်ကမှာလားကြက်အောင်ကမှာလှအောင်ပအောင်နဲ့ဆွဲဆောင်မယ်ဆိုတော့ယာကတွေသူကိုယ်တိုင်လည်းယာကဖြစ်သူများကိုလည်းယာကဖြစ်အောင်ဆွဲဆောင်တဲ့အတွက်သွားတယ်အိုးရှင်းလားဇက်ကဟိုမှာပလာတဆိုတဲ့ငရဲရှိတယ်ဒါကဇတ်သမားတွေသွားတဲ့ငရဲသူငရဲကသူတီးတန့်သူကတ်နဲ့သူရှိတယ်စစ်သူကြီးငရဲတို့တရားသူကြီးငရဲတို့ဒါဆိုသူနဲ့လည်းသူရှိတယ်နောက်ဂောဘကငရဲတို့နော်ဘုန်းကြီးငရဲတို့ပေါ့လေရှင်းသလားသူကနဲ့သူဘုန်းကြီးဆိုပြီးတော့လေဘုန်းကြီးတိုင်းပြန်တော့မမူနိုင်ဘူးခင်ဗျကျောင်းဆွဲသေးပစ္စည်းဆွဲသေးအာဘတ်တွေတဘုံကြီးနဲ့သေးသွားတယ်အိုးနော်ဒီမှာတော့ချင်းသေးတခါတဲ့နတ်ရွာလာတော်မူတော့ဒုဘုံကြီးဘာဖြစ်တယ်ညာဖြစ်တယ်တဲ့အေးရင်ကျူဟောရှိုးနေပြီရှင်ဘရင်တိုင်းလဲနတ်ရွာမဆန်းရှင်းလားသဘောကပါလားနတ်ရွာဆန်းတဲ့ရှင်ဘရင်ဆိုတာ၄ပြင်၄ရက်မှာဟုတ်လားဝေဒန္တရာတို့လို့6အရက်6မျက်နှာအရက်8မျက်နှာအရက်4မျက်နှာအရက်10မျက်နှာအလူမန္တကြီးတွေထိုးပြီးအလူပေးဟုတ်ပြီနော်အခွန်ဘန္နာတွေလျှော့သဘောပါတယ်နော်တိုင်းသူပြည်သားချမ်းသာအောင်လုပ်ပြီးတော့မင်းချင်းတရား10ပါးနဲ့အညီအုပ်ချုပ်မှနတ်ရွာစံတယ်လို့ပြောလို့ရအဲ့လိုမှမဟုတ်ရင်တော့ရှိုးတော်မူတယ်လို့ပဲပြောရမှာအဲ့တော့ဘုန်းကြီးငရဲရှင်ဘုရင်ငရဲစစ်သူကြီးငရဲဆိုတာသူ့ကနဲ့သူရှိတယ်အဲ့ဒါတွေကိုသံယုတ်ပါဠိတော်မှာရှာဖတ်ပါသိခြင်းဝယ်ဖတ်ပါရှင်းလားတန်ရုပ်ပါဠိတော်မှာအထင်ရှားဘုရားကတကန့်ချင်းဟောထားတာရှိအဲ့တော့ပေါ်နေလို့ရမလားမရပါဘူးဒါကြောင့်ဒါနထက်ဘာကမြတ်သီလထက်အခုဘာဝနာအလုံးလုံးကြတော့တရားဟောနေတဲ့အခုဦးစင်းဟောနေတဲ့ချိန်မှာခင်ဗျားတို့လောဘတွေဖြစ်သလားမဖြစ်ပါဘူးဗျာသိအောင်တရားလေးတွေလိုက်ပြီးမှတ်နေတာဆိုတော့ပညာတွေလုံနေတာဒေါသကောဖြစ်သလားမဖြစ်ပါဘူးအဲ့ထဲမှာဥတုမင်္ဂလာအမေးမြမတက်လို့တခါတလေမထီမဲ့မြင်ပုံစံလေးပြုလို့မင်းတို့ဘုန်းကြီးကွာတရားဟောနာပါလေဆိုနေမှာငါတို့မွေးပြီးတော့ तू ကဒေါသဖြစ်ကြရင်လည်းအဲ့ဒါလေးမဖြစ်ပါနဲ့လို့တောင်းပါမှာနော်တရားဟောတဲ့လူဆိုတာခင်ဗျားတို့သိအောင်ဟောမှာဖြစ်တဲ့အတွက်တခါတလေခင်ဗျားတို့ကိုသိကျင်လောက်အောင်အရင်ဆွားဟောဆိုတော့မသိတာထက်မသိကျင်တာခက်နေတာဟုတ်အဲ့တော့ခင်ဗျားတို့ကိုတခါတလေမထင်မဲ့မြင်ပြုကျင်သလိုလိုနော်အပေါ်ကနေဟိတ်တွေဟန်တွေလုတ်ပြရသေးတယ်အဲ့ဒါဘယ်သူကိုမှစော်ကားလို့မဟုတ်ဘူးတရားသိအောင်ဟောနေတာဒါလေးတော့နားလည်ပေးပါအားလုံးနော်ကောင်းပြီအဲ့တော့အခုချိန်မှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမောဟဘယ်ဖြစ်ချိန်ရလဲမလဲကိုတော့ဟာတို့မေးအကုန်ဖြေးနေရတာဇကြီးကိုမော့လို့ဒီမှာဒီမှာငိုက်ချိန်ရသလားမရပါဘူးငိုက်ကြည့်လေတတ္တိရှင်ဒီမှာလက်ကကျင့်ထားတာရှင်းသလားရှင်းပါတယ်ဒါဖြင့်ဒီအချိန်မှာလောဘဒေါသမောဟတွေအတတ်နိုင်ဆုံးနည်းနေတယ်ဒါကြောင့်ဒါနသီလထက်ဘာကမြတ်အဲ့ဒီလောဘဒေါသနဲ့တိုင်းတာရှင်းမလားရှင်းပါတယ်အားလုံးသဘောပေါက်ပြီလားပေါက်ပါတယ်အဲ့တော့နောက်မေးရင်ဖြေတတ်ပလားဖြေတတ်ပါလောဘဒါနထက်ဘာလို့သီလမြတ်လဲဒါနလှုပ်စင်ထက်လောဘဒေါသပို့ပြီးတော့နည်းလို့သီလထက်ဘာဝနာဘာလို့မြတ်လဲလောဘဒေါသမောဟပို့ပြီးတော့ရောင်ဝါမလုံးနဲ့တော့ပေါ်မလားသေချာမလား
ဝါတတဗုဒ္ဓဘာသာတွေမြန်မာနိုင်ငံအမိခံဗုဒ္ဓဘာသာဘာလဲဦးစင်းရဲ့အမြင်အရပြောရရင်တော့အကြီးစားမိစ္ဆာဒိဋ္ဌိနိုင်ငံရှင်းလားနာမည်တော့ဗာလဲဗုဒ္ဓဘာသာကိုးကွယ်နေတာကမိစ္ဆာဒိဋ္ဌိရှင်းလားဘုရားတွေလိုက်ကြည့်လိုက်လဲသိဂျိုးပြေနံပြေဘာတောင်းကဘုရားညာတောင်းကဘုရားတဲ့ရောက်ရင်ဒီပြဿနာစတဲ့ကျိုးပြေနံပြေဆိုတာဒုဗုဒ္ဓစကားနဲ့လာမှမအပ်စဗျမနပုံသားတွေလှုပ်ချက်ရှင်းလားအဲ့ဒါဗျမနဝါဒရဲ့လွှမ်းမိုးခြင်းကိုခံရနောက်ရှင်ဥပကုတ်လာပြန်ပြီအဲ့ဒါမဟာယနလာသေ၄ပါးရှင်၄ပါး